ပုံမှန်ဆိုရင်လူက12နာရီအနည်းဆုံးအစောဆုံးအိတ်ဒီနေ့ကျတမင်လဲစားပြီးတော့အိတ်ရပါမှာဖုန်းလေးကြည့်နေတယ်မရတော့မရတော့မှတော်တော်မရတော့အဲ့နဲ့ပဲအဲ့လိုဖြစ်ဟောတုံးလေးပေါ့နော်တုံးလေးလမ်းကြည့်မယ်ဆိုတာတုံးလေးလမ်းကြည့်နေဗျာဘယ်နာရီရှိသေး9နာရီမထိုးသေး10နာရီကျော်ရှိဖောက်ခနေဆိုအိပ်ပြောဟဲ့အဲ့လိုမျိုးအရင်အိတ်ချင်တာလေအဲ့လိုမသိရမလားဟိုဘီတခါတလေမှတောက်တာနော်ဖြီရတော့ပါတော့တောက်တဲ့အရှင်အရင်အိတ်ချင်တဲ့ခါစားတယ်ဟာနဲ့နိုးလဲနိုးပြီးလည်းပြီး9နာရီကျော်လဲနိုးလဲဟာနဲ့အိမ်နဲ့ဖုံးပြောမှာပဲစဉ်းစားငါဘာလို့အရင်အိတ်ချင်ဘယ်ဟုတ်မလဲဝါချက်တော့ဆိုပြီးလို့စားငရုတ်ကောင်းမြားအခုကော်ဖီတောက်လဲမရမျက်နှာဒီလိုဖြစ်ဘိန်းသမားမျက်လုံးဖြစ်နေပါအိတ်ချင်တာဟိုအားစင်းမလို့တည်အကြောင်းရင်ခုမှပဲရှာတွေ့တော့ဘာလို့အိတ်ချင်နေလဲပေါ့